ဒါတော့အန်ဒရူတို့လှုပ်တင်ရတာနဲ့မလှုပ်နိုင်ခဲ့တာလှုပ်ချင်ရတာနဲ့မလှုပ်နိုင်ခဲ့တာ NLD ကိုအကြံပေးပါဆိုရင်ငင်းငင်းအတွက်မပြောမယ် နံပါတ်1ချက်ကတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းရှိသမျှတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းက NLD ကိုတရားမယုံဘူးဆိုတာကိုအမြဲတမ်းစိတ်ထဲမှာ NLD ကထားတင်တယ် NLD တို့တက်မလို့တဲ့ဘုံယုံတယ်မလား ဟောတက်မလို့ထဲတော့ယုံလိမ့်မယ်မယုံတဲ့ဟာ ကျွန်တော်မေးတဲ့မိကုန်းက ဆိုလိုတာ NLD ကိုတက်မလို့တဲ့ဘုံယုံလား အဲ့တော့ကျွန်တော်လည်းအကုန်လုံး research တွေမလုပ်ဘူးဒါပေမဲ့ကျွန်တော်ပြောနေတာ မဟုတ်ဘူးဆရာ အဲ့လိုစိတ်ဓာတ်မျိုးရှိတဲ့လူရှိတဲ့တိုင်းသားတွေရှိတယ်ဆိုတဲ့ဟာကိုစိတ်ထဲထားပါနံပါတ်2ချက်ကဒီငင်းချင်းဖြစ်စဉ်တစ်လျှောက်မှာဆရာတို့ပြောတော့ NLD မပါဘူး NLD မဖိတ်ဘူး NLD မဖြစ်ဘူးတခါလေကျရင်ကျွန်တော်တို့ကကိုကစားရမယ်အကွက်မှာမကစားပဲနေရာတိုင်းမှာဝင်ကစားခြင်းအဲ့ဒါဒုက္ခရောက်တာတိုင်းသားတွေကအစိုးရကမ်းလှမ်းလို့ငင်းချင်းလုပ်တယ်ဒါပေမဲ့သူတို့အရင်ဆုံးတွေးတာတတ်မလို့အဲ့တော့တတ်မလို့ချင်းလက်နဲ့ကင်ချင်းစကားပြောရင်ပြတ်တယ်ဒါပေမဲ့နိုင်ငံရေးသမားတွေဝင်လာတဲ့ခါကျရင်စကားရှည်သွားရောမဟုတ်ဘူးလားအဲ့ဒါကြောင့်ငင်းချင်းဆွေးနွေးပွဲကဒီလောက်ရှည်တာတတိယချက်ကတတ်မလို့ကပဲငင်းချင်းရေးပေါ်ဆောင်ပြီးတော့အကောင့်ထဲပေါ်သွားကျွန်တော်လက်ခုတီးပေးကြဆိုကျွန်တော်တို့မကြိုက်တဲ့တတ်မလို့ဖြစ်ပေမဲ့ခင်ဗျားတို့ NLD ဆိုရတဲ့မှာငင်းချမ်းရေးပေါ်ဆောင်သွားလို့ရှိရင်ကျွန်တော်ကိုယ်တိုင်လာလို့အလေးပြုမယ်။ဘာလို့ဆိုကျွန်တော်ပြည်သူကအများစုထောက်ခံထားတဲ့ပါတီဖြစ်ပါတယ်။ကျွန်တော်တို့လက်ခံတယ်။ဒါပေမဲ့ကျွန်တော်လှုပ်ချင်ရလှုပ်ရတယ်ဆိုတဲ့ဟာမျိုးနဲ့တွားမိလို့ရှိရင်ဒီငင်းချမ်းရေးကတော်တော်ထိလွေရှလွေကွဲလွယ်တဲ့ငင်းချမ်းရေးဖြစ်တယ်။2008ကပြင်လို့ရတဲ့အခြေခံဥပဒေအဲ့ဒါကိုပြင်ရှင်းပါတယ်ဆိုပြီးတော့ဆန္ဒပြနေရဘာနဲ့တူလဲ။ကျွန်တော်နဲ့ကျွန်တော်အမျိုးသမီးကလင်မယားကွာလဲမကွာဘူးအဲ့ဒါတော့အမျိုးသမီးကစိုက်မှုထောင်ပြီးတော့ကျွန်တော်ဟာအန်ဒရူးငုံကျုံးလေးမိန်းမဖြစ်ပါတယ်ခင်ဗျာဆိုပြီးတော့အောနေတာအဲ့ဒါနဲ့ပူကောင်းတဲ့ဟာပါဟေးဘူချုံမူကြီးမင်းအောင်လိုက်ခင်ဗျာ25ရာခိုင်နှုန်းပါတယ်ဒေါအောင်ဆန်းစုကြည်60ရာခိုင်နှုန်းပါတယ်ခင်ဗျာတို့တိုင်းသားတွေကျန်တဲ့ရာခိုင်နှုန်းပါတယ်ခင်ဗျာတို့3ယောက်ခေါင်းဆောင်တွေထိုင်ပြီးတော့ခြေဥပြင်ကြပါလားပူမကောက်ဘူးလားတားဆကလေးကမှားနေတာနံပါတ်1နံပါတ်2ကဘာမှလဲဆိုတော့436ပြစ်မယ်တဲ့ကျွန်တော်အရင်တော့ကပြောဘူးတဲ့ဟေး436မြေဖို့ G3 ကိုသွားဆွဲမခုံနဲ့ G3 နဲ့ပေါက်လိုက်ရင်ခြေဦးပေါက်သွားမယ်ဆိုတာတတ်မတော်ကိုအာနာသိန်းအောင်သွားမဆွတ်ပါနဲ့ဆိုတာကျွန်တော်ပြောတာအဲ့ဒီဟာမျိုးကိုကျွန်တော်တို့ကမစင်စားဘဲနဲ့လှုပ်ရှင်ရလှုပ်နေတယ်အဲ့ဒါကအမှားနောက်တစ်ချက်436ကကြီးမှာပြင်လို့ရတဲ့ဥပဒေပုံမှန်ဘယ်လောက်ရှိလဲဆရာဟောတေချာဖတ်လားဆရာဟောဖတ်လား93ခုရှိတယ်အဲ့ဒီ93ခုတေချာသွားဖတ်အမေရိကန်မှာဘာကြောင့်ဒီတပ်မတော်ကလွှတ်တော်ထဲမှာပါလဲအမေရိကန်မှာခင်ဗျားတပုံတွေ့ဘူးလားဩစတြေးလျမှာရှိလားဂျာမနီမှာရှိလားဟုတ်ဘူးလားဘာကြောင့်အင်္ဂလန်မှာ IRA တွေတော်တော်ကြီးဆိုးတော့ကတက်ကဒီလွှတ်တော်ထဲမှာဝင်ပြီးတော့ဝင်ဆွတ်ဖက်နေတာလက်နဲ့ကင်အဖွဲ့အစည်းတွေတိမ့်နဲ့ချီပြီးရှိတဲ့တိုင်းပြည်မှာတပ်မတော်ကိုကျွန်တော်တို့အပြင်ဖယ်လိုက်မယ်ခုနကသူပြောတာဟုတ်တယ်အေးမင်းတို့ဟိုတပ်မတော်လာချင်းအပြင်မှာကင်းဆောင်ဟုတ်တယ်အဲ့ဒီလွှတ်တော်အမတ်တွေရခိုင်ပို့လိုက်အဲ့ကောင်တွေပါလို့ကျွန်တော်လက်နဲ့ကင်မှုရဲလူကျွန်တော်ပြောမယ်စိတ်မနာနဲ့ NLD တွေခမရတို့လည်းပင်နီတိုက်ပုံကြီးနဲ့လွှတ်တော်ထဲမှာအကုန်လုံးကိုပင်နီနေတာပဲဟိုဘက်ကလည်းစိမ့်နေတာပဲဘာထူးလဲအတူတူပဲလေကြားမှာဟိုပီခိုင်ဖြိုးကအဖြူရောက်နောက်တိုင်းသားတွေကကွက်ကြတွေနဲ့လာတယ်ဘာမှမထူးမဟုတ်လားအကြီးကဒီလွှတ်တော်ကအလုတ်လုတ်ဖို့ပဲကြီးအဲ့တော့တက်ကိစ္စကိုကျွန်တော်စဉ်းစားတဲ့အချိန်မှာအခြေနည်းနည်းချက်ပြီးတော့စဉ်းစားတတ်ဖို့လိုတယ်ကျွန်တော်တို့ဘာကြောင့်အင်္ဂလိပ်ကိုဆစ်ရှုံးလဲဒါမကောင်းလို့မဟုတ်ဘူးလားဘာကြောင့်ဂျပန်ကိုကျွန်တော်တို့ဆစ်ရှုံးလဲဒါမကောင်းလို့ဘာကြောင့်လွတ်လပ်ရေးပြန်ရလဲဒါကောင်းသွားလို့ဘူချိုအောင်ဆန်းနောက်ကိုကျွန်တော်တို့လိုက်လို့အဲ့တော့တက်မတော်စဉ်းစားတဲ့မှာတက်မတော်ကြောင့်အင်အားမကောင်းလို့လွတ်လပ်ရေးရှုံးတယ်လို့အင်အားကောင်းသွားလို့တက်မတော်နဲ့ပြည်သူပူးပေါင်းလို့လွတ်လပ်ရေးရတယ်ရထားတဲ့လွတ်လပ်ရေးကိုတိဆောက်ဖို့အတွက်တက်မတော်ဟာအမျိုးသားနိုင်ငံရေးအခမ်းကဏ္ဍမှာပါရမယ်ဆိုတာကျွန်တော်သိဖို့လိုတယ်တက်မတော်ရဲ့အရင်တော့ဆောင်းပုတ်3ခုပါရှိလဲအုပ်ချုပ်ရေးစွန့်ရည်ဆရာအသိပါတယ်စီရေးစွန့်ရည်တိုက်ခိုက်ရေးစွန့်ရည်အခုပါစွန့်ရည်ပေါ်လာလဲသိလားဥပဒေပြုရေးစွန့်ရည်သူတို့ထွက်တော်ထဲမှာပို့တယ်လေ4လတစ်ခါ3လတစ်ခါပို့ဟိတ်ကောင်တွေဥပဒေပြုနေသွားတင်ကြဒီလူတွေအငိမ့်စားယူတော့ဘာဖြစ်မလဲကျွန်တော်တို့ထက်ပို့ပြီးတော့ဥပဒေပြုရေးနားလေသွားမယ်အဲ့တော့အဲ့ဒီဟာပါအစကျွန်တော်တို့စဉ်းစားဖို့လိုတယ်နံပါတ်2ကျွန်တော်တို့တိုင်းပြည်မှာပါမှားလဲ presidential system နဲ့ parliament စနစ်ကိုမကွဲဘူး2008ကပြည်ထောင်စုစစ်မှာကျွန်တော်တို့က presidential system ရှင်းသုံးတာတိုင်းဒေသကြီးနဲ့ပြည်နယ်မှာ parliamentary system ရှင်းသုံးတာနံပါတ်3ခုနဆရာပြောတဲ့အထက်မှာဒီစစ်မှန်တဲ့ federal တို့စီကံလာမြို့သားလာပြည်ဝလာပါလာမယ်အဲ့ဒါဟာတော့ဟိုကိုယ့်ဟာကိုယ်ပဲကျွန်တော်တို့ကစဉ်းစားဖို့လိုတယ်နောက်ပြီးတော့နောက်ဆုံးမှာ
ဒီ436ပြင်လိုက်လို့ခြေခံဥပဒေကောင်းသွားပြီးတော့နိုင်ငံလုံးချမ်းသာကြွယ်ဝမယ်ဒီမှာဗုဒ္ဓဘာသာလည်းရှိမယ်ခရစ်ယာန်ဘာသာလည်းရှိမယ်တခြားဘာသာလည်းရှိမယ်ကျွန်တော်ကျမ်းစာကိုဖတ်တဲ့လူကျမ်းစာကိုယုံကြည်တဲ့လူခင်ဗျားတို့ပိဋက3ပုံကိုလိုက်နာနေတဲ့လူပိဋက3ပုံနဲ့ကျမ်းစာနဲ့ခြေဥနဲ့သွားနှိုင်းကြည့်ခြေဥဆိုတာလူရေးတာအဲ့တော့ခြေဥကောင်းသွားလို့တိုင်းပြည်ကောင်းမယ်ဆိုတဲ့အစွဲကိုကျွန်တော်တို့ကဖျက်ဖို့လိုတယ်အဲ့တော့ကျွန်တော်နေကုန်းချုံနေနဲ့ပြောချင်တာကျွန်တော်ချင်းလူမျိုးလည်းဖြစ်တယ်ဗမာစကားလည်းမတတ်ဘူးအဲ့တော့ကျွန်တော်ပြောတာဆိုမှတာရှိရင်ကျွန်တော်ဗမာစကားမတတ်လို့ပဲပြောမိပါတယ်ဆိုပြီးတော့ကျွန်တော်ကိုခွင့်လွှတ်ကြပါနော်တိုင်းဒေသကြီးနဲ့ပြည်နယ်လွှတ်တော်ရဲ့ဥက္ကဋ္ဌတွေနာယကစီမှာသတင်းပို့နောက်ပြီးတော့ဒီ Federal စနစ်ဆိုတာ principle 5ခုရှိတယ်နံပါတ်1ကျွန်တော်2008ကိုသွားကြည့်ကြည့် Federal စနစ်မှာအနည်းဆုံးအစိုးရ2ခုရှိရမယ်ကျွန်တော်မှာအစိုးရဘယ်2ခုရှိလဲ6ခုရှိတယ်ပြည်ထောင်စုတိုင်းဒေသကြီးပြည်နယ်ဗာလေဒီကိုပိုင်အုပ်ချုပ်ခွင့်စင်ရှာခရိုင်နောက်ပြီးတော့ရက်ကြီးအခုပြိုင်ပွဲတွေဝင်နေပြီမဟုတ်ဘူးလားနံပါတ်2အဲ့ဒီအစုအဖွဲ့ကိုကူစားပြုရတဲ့လွှတ်တော်ရှိတယ်ကျွန်တော်တို့မှာအမျိုးသားလွှတ်တော်ရှိတယ်12ယောက်စီကူစားပြုတယ်ဒါမဲ့ဘာဖြစ်နေလဲကျွန်တော်တို့အားနည်းချက်ကအဲ့ဒီ12ယောက်ကချင်းပြည်နယ်အမျိုးသားလွှတ်တော်12ယောက်ကကျွန်တော်တို့ချင်းပြည်နယ်ကူစားပြုတယ်မထင်ဘူးသူ့ကိုမဲပေးတဲ့မဲဆန္ဒနယ်မြေ1ကနေ7သူအရွေးကောက်ခံတဲ့နေရာကိုကူစားပြုတယ်ထင်နေတာအဲ့ဒါကျွန်တော်တို့ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ရဲ့အားနည်းချက်နံပါတ်3ကျွန်တော်တို့မှာအခြေခံဥပဒေနိုင်ငံပေါ်မှုရှိခုံရုံးရှိရမယ်ရှိတယ်9ယောက်ဘာလုပ်နေလဲ3နှစ်ကြော်မှာအမှုတစ်ခုပဲရှိတယ်ဒါမဲ့အဲ့ဒီမှုတစ်ခုကိုဘယ်သူတင်လဲတတ်မလို့တင်တယ်အခုပြန်ရုပ်သိမ်းလိုက်တယ်အဲ့တော့ကျွန်တော်တို့အလုတ်လျှောက်ရင်ခုံရုံးမှာအလုတ်ရချင်တာအဲ့တော့လှုပ်ရှားအောင်မရှိဘူး Okay နံပါတ်4 institution ကျွန်တော်တို့ correlation လုပ်မယ်ဘဟုနဲ့ပြည်ထောင်စုနဲ့ပါချင်းပြည်နယ်ကကျွန်တော်တို့ချင်း passport ထုတ်လိုက်ချင်းပိုက်ဆံထုတ်လိုက်ဖြစ်မလားမဖြစ်ဘူးကျွန်တော်မြန်မာပိုက်ဆံသုံးမယ်မြန်မာ passport သုံးမယ်ဆရာလည်းပြန်ပြောချင်တာရှိရဆရာချုပ်ပြပါဆရာနောက်ဆုံးအနေနဲ့ချုပ်တော့မယ်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တာကျွန်တော်တို့ federal စနစ်ထူထောင်တယ်ဆိုတော့ federal စနစ်ကမိုးပွားကြမှာမဟုတ်ဘူးကျွန်တော်ကတီဆောက်ရတာအဲ့ဒီ principle ကနေတီဆောက်ရမှာကျွန်တော်တို့က federal စနစ်လဲဟာလဲအတူပေါ်လွန်းလို့စစ်မှန်သော federal စနစ်တဲ့ကျွန်တော်ဆရာမေးတယ်စစ်မှန်သော federal စနစ်ဆိုတာရှိလားဆိုတော့ခင်ဗျားသွားရှာတယ်ရရင်ခင်ဗျားတွေ့ရင်ကျွန်တော်စာအုပ်ထုတ်ပြီးတော့တတိဖြစ်အောင်လုပ်မယ်တဲ့ဒါပဲဆရာ